Hello, meditation and manifestation. Manifestation ဆိုတာကျမတို့မြန်မာလိုပြန်ပြီးတော့ဘာသာပြန်ကြည့်မယ်ဆိုသူကထင်ရှားမှုလို့တွားပြီးတော့အဓိပ္ပာယ်ရတယ်။ထင်ရှားမှုဆိုတာဘာလဲကိုယ်စိတ်ထဲမှာရှိနေတဲ့အရာကိုလိုချင်တဲ့အရာပဲဟာလဲဆိုတော့ထင်ထင်ရှားရှားတည်တတာပေါ်လွင်အောင်လို့စိတ်ထဲကနေပြီးတော့မှ energy တွေထုတ်ဖော်တဲ့သဘောပေါ့နော်။ဒါကို manifestation လို့ခေါ်တယ်။မလိုချင်တဲ့အရာတွေအများကြီးရှိရဲ့။အိမ်လိုချင်တဲ့ကားလိုချင်တဲ့ငွေလိုချင်တဲ့အလုပ်တကိုင်းနဲ့အောင်မြင်ချင်တဲ့ဒါကျမတို့လူသားတွေမှာလိုအပ်တဲ့အဓိကအချက်လက်တွေပေါ့နော်။ဒီဟာတွေကဒီအများကြီးအမှကိုတကယ်ပါလိုအပ်တာလဲလိုချင်ဆုံးဆန္ဒတစ်ခုကပါလဲဒါကိုထင်ထင်ရှားရှားပေါ်ပေါ်လွင်လွင်သိအောင်လို့ပေါ့အများကြီးပြန့်နေတဲ့ energy တွေကနေပြီးတော့တစ်ခုတည်းကိုကျမတို့စုပြီးစုပ်ယူလိုက်တဲ့သဘောမျိုးအဲ့တော့အားလုံးကလိုချင်တာတွေအများကြီးပဲဒါပေမဲ့ကိုကအဓိကအခုချိန်မှာကိုလိုအပ်ဆုံးကကိုကအိမ်ကားနဲ့နေရတယ်ဆိုရင်အိမ်ပိုင်လေးလိုချင်တယ်ဒါအခုချိန်မှာကိုတို့အလိုအပ်ဆုံးတစ်ခုပဲကိုအိမ်ပိုင်ရသွားပြီဆိုရင်ကျန်တဲ့စီးပွားရေးလုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ကားတွေဒါတွေကဆိုကိုပြီးကြရင်ဝယ်လို့ရပြီအဲ့တော့ကိုကအိမ်ပိုင်လေးခုအဓိကရချင်တယ်ဆိုလို့ဒီဟာငါအတွက်တကယ်လိုအပ်နေတဲ့အရာကိုယ်စိတ်ထဲမှာတကယ်ကိုပေါ်ပေါ်ထင်ထင်ရှားရှားလိုအပ်နေတဲ့ကိုဘဝမှာမဖြစ်မနေလိုအပ်နေတဲ့အရာတစ်ခုဆိုပြီးတော့ energy နဲ့စိတ်တည်နဲ့ဒါကိုကျမတို့ကစုပ်ယူလိုက်တဲ့သဘောမျိုးပေါ့နော်အဲ့တော့ဒီဟာကို manifestation လို့ခေါ်တယ် manifestation မှာဘာပါလဲဆိုလို့ရှိရင်အမှန်တိုင်းကျမတို့ဒီဗုဒ္ဓဘာသာအယူအဆကြည့်မယ်ဆိုလို့ရှိရင်လောဘတွေဒေါသတွေမောဟတွေပါတယ်ဘာလို့လဲဆိုတော့ကျမတို့ကဒီကိုယ်မှမရှိတဲ့အရာတစ်ခုကိုလိုချင်ပြီဆိုကြတဲ့သိကြတယ်ဒါကလောဘပဲအဲ့အရာတခုမရမချင်းဟာငါအတွက်ရရမယ်ငါအတွက်ရရမယ်မဖြစ်မနေရရမယ်ဒါဟာသိကြတယ်ဒါဟာမောဟပဲအဲ့တော့ဒါတွေရမလာသေးဘူးဆိုဘာလို့ငါကြောင့်မှမရလာတာလဲဘာလို့ဒီຢာတွေငါအတွက်ကြောင့်ခက်ခဲနေရတာလဲကြံ့ကြာနေရတာလဲဒီမျိုးတွေးရပြီဆိုရင်သိကြဒေါသတွေပါလာပြီအဲ့တော့ဒီ manifestation မှာတော့ဘာသာရေးရကြည့်မယ်ဆိုရင်လောဘတွေဒေါသတွေမောဟတွေပါတယ်စုတောင်းတဲ့သဘောမဟုတ်ဘဲနဲ့ကိုယ့်ရင်ထဲမှာရှိတဲ့စိတ်ခွန်အားနဲ့ဒါတွေကိုအရာဆွဲယူတဲ့သဘောမျိုးဒီဟာက 100% ဒီစုရပြည့်ချင်လဲပြည့်မယ်ပြည့်ချင်လဲပြည့်လာမယ်ပေါ့နော်ဒါကတော့ဘယ်သူမှတအပ်တော့မပြောနိုင်ဘူးဒါပေမဲ့ तू ကစိတ်ဆွမ်းအားသဘောမျိုးနေနဲ့ manifestation ကိုဒါကိုဒီမှာတော့ဒီလိုပဲနားလဲတယ်နောက်တစ်ခုက meditation ကတော့တရားထိုင်တာပေါ့နော်ဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်ဒါတရားထိုင်တဲ့ဝိပဿနာရှုတာပေါ့နော်အဲ့ဒါကြတော့ဘာရှိလဲဆိုတော့ကျမတို့ကအဲ့ meditation မှာကြတော့လောဘတွေဒေါသတွေမောဟတွေဘာမှမရှိတော့ဘူးဘာမှမရှိရမှာဘာတွေမရှိလဲဆိုတော့ကျမတို့အိမ်ဆိုတာလည်းမရှိဘူးကျမတို့ပိုင်တဲ့ကားဆိုတာလည်းမရှိဘူးလုပ်ငန်းဆိုတာလည်းမရှိဘူးနောက်ဆုံးကုန်ကုန်မြန်ကျမတို့ရဒီခန္ဓာကိုယ်ကြီးအစားကျမတို့မပိုင်ဘူးအဲ့တော့ဘာလဲဆိုတော့လုံးဝအားလုံးကတုံညပဲအဲ့ဒီ meditation မှာကြတော့အရန်အေးချမ်းနဲ့လောဘတွေမရှိတော့ဘူးမောဟလည်းမရှိတော့ဘူးဒေါသလည်းမရှိတော့ဘူးအားလုံးဟာငြိမ်းချမ်းသွားတယ်အားလုံးဟာအေးချမ်းသွားတယ်စိတ်ရဲ့အဓိကအေးချမ်းရပါတော့အဲ့တော့ meditation နဲ့ manifestation ကတူတရားရှိပေမဲ့လုံးဝ opposite ပါပဲဟိုဘက်ဒီဘက်လုံးဝကိုတဟဇာတာလုံးဝမဖြစ်တဲ့အရာတခုပေါ့နော်အဲ့တော့ကျမတို့ကလောကီရေးနဲ့လောကုတ္တရာရေးမှာသွားပြီးတော့ရှုပ်ထွေးလို့မရဘူးကျမတို့တချို့ကျတော့ manifestation လောက်တာကို meditation နဲ့သွားပြီးတော့ရှော့တဲ့ကြတယ်ဒါကိုစိတ်ထဲမှာဒါကိုတရားထိုင်နေလို့တို့စိတ်ထဲမှာထင်တတ်ကြတယ်ပေါ့နော်ဒါတရားထိုင်တာမဟုတ်ဘူး manifestation ဆိုတာကကိုလိုချင်တဲ့အရာတစ်ခုကိုစူးစူးစိုက်အများကြီးလိုအပ်တဲ့ထဲကနေပြီးတော့မှတစ်ခုတည်းကိုပဲအခုချိန်မှာမဖြစ်မနေငါရကိုရမယ်ဆိုတဲ့စိတ်နဲ့ဆွဲဆောင်တာဒါ manifestation meditation ကကြတော့အဲ့လိုမဟုတ်ဘူးကျမတို့စီမှာရှိသမျှအရာအလုံးဘာမှမမြဲဘူးဒီခန္ဓာကိုယ်ကြီးတောင်ဘာမှမမြဲဘူးဒါတောင်ဒီခန္ဓာကိုယ်တောင်ငါမပိုင်ဘူးဆိုတာငါဆိုတာမရှိဘူးဆိုတာအားလုံးကိုလွတ်ချနိုင်ပြီးတော့စိတ်ရဲ့အေးချမ်းရာငြိမ်းချမ်းရာကိုတကယ်ရှာနိုင်တာကမှ meditation မှာအဲ့တော့ဒီနှစ်ခုလေး꿰ပြအောင်လို့ကျမတီးတလောက်ကလေးနဲ့နည်းနည်း sharing လုပ်ပေးတာပါဒီဟာပေါ်မှာသဘောထားမျိုးစုံ꿰လွှဲနိုင်ရတယ်နော်